ခရီးသွားရင်လေလဲရပန်းရတာပြောဖို့ကောင်းပေမဲ့ညဘက်ဆိုရင်ညောင်းကြိုက်တဲ့တန်တော်တော်ဆိုးတာနော်ဒါကြောင့်ညောင်းညာရာတွေပြေရော့ပြီးအိပ်ပျော်ကောင်းအောင်နောက်တစ်နေ့မနေ့လန်းဆန်းနေအောင်အိတ်ခါနေကျင်ပြတဲ့ယောဂကျင့်စဉ်လေးဝင်ညထားပါတယ်အရင်ဆုံးခါလေးလျှော့ပါမယ်ဒူးကောင်းမော်ကိုဘဲဘက်လက်တင်မယ်လေးရှူထုတ်ဒူးကောင်းဘဲဘက်ကိုဖိချမျက်နှာလေးညာဘက်လေးကိုလှည့်ထားအောက်ကခြေလေးဆန်းထားမယ်နော်ပုံမှန်ရှူသွင်းရှူထုတ်လေးနဲ့ 5 breathing နေမယ်ဒါဆိုရင်ခါစောတင်းတာလေးတွေကိုပြေးစေရနောက်တစ်ဖက်လေးသွားပါမယ်ဘယ်ဒူးကောင်းမော်ကိုညာဘက်လက်တင်သက်ရှူမယ်ရှူထုတ်ဒူးကောင်းညာဘက်ကိုဖိချမျက်နှာဘက်လေးလှည့်ထားဒီခါစောတင်းနေဆိုရင်ဒူးကောင်းကတင်မော်အထိမချလည်းပဲရတယ်ပြီးရင်ဒူးအောက်မှာခေါင်းလေးတွေခံပြီးတော့နေလို့ရတယ်နော်ပုံမှန်ရှူသွင်းတာရှူထုတ်ထားမယ်ပြီးရင်ခြေဖောက်နှစ်ဖက်ကိုပူမယ်ပေါင်နှစ်ခုကိုလိပ်ပြတောင်းမှန်ပုံစံထားမယ်ရှူသွင်းရှူထုတ်လေးနဲ့ပေါင်လေးတွေကိုအောက်ကိုလှုပ်ခပေးမယ်ဒါကဘလောက်ဖြစ်လုပ်လို့ရတယ်နော်များလုပ်လေးကောင်းလေးပဲသူသမီးရေဆိုရင်တင်မစုံမှာသွေး level စီစဉ်မှုအားကောင်းတယ်ဓမ္မတာလာနေတဲ့ချိန်မှာပြီးရပေုံတက်တာစီရယ်ဟုတ်ပြီပြီးသွားလို့ရှိရင်ညာဘက်ဒူးကိုထောင်မယ်ညာဘက်ဒူးပေါ်ကိုဘယ်ဘက်ခြေချင်းဝတ်တင်ညာဘက်ခြေဖွားကိုလက်နဲ့ကင်မယ်လက်နဲ့ကင်ဖို့ခက်တယ်ဆိုရင်ခြေထောက်မှာကျိုးထားမှမဟုတ်မျက်နှာတုပ်ပွားဆွလို့ရတယ်နော်ပြီးရင်အသက်ရှူထုတ်ခြေလေးကိုခေါင်းဘက်လေးကိုဆွဲချပုံမှန်ရှူသွင်းထားရှူထုတ်ထားမယ်ဒီ post ကလေးတကူလုံးအတွက်ကောင်းတယ်ခါကြောတင်းတာတွေအတွက်ကောတင်ပါရောပြီးတော့ခြေတလုံးတင်းအားတွေအတွက်ကောအကုန်လုံးလျှော့ချတယ်ပြီးရင်ဘယ်ဘက်ချမ်းလေးအိတ်တိုင်းလေးသွားမယ်ဘယ်ဘက်ဒူးကောင်းမုံညာဘက်ခြေချင်းဝတ်တင်ဘယ်ဘက်ခြေဖွားကိုကရှူထုတ်ခြေလေးခေါင်းဘက်ကိုဆွဲချတာနှလုံးလေးမိတ်အသက်လေးကိုရှူထုတ်ပြီးရှော့ချတစ်ဖက်ကို5ကောင်းဒါမှမဟုတ်10ကောင်းနဲ့3ကြောလုပ်ပေးမယ်နော်ပြီးရင်ခြေကုံတွေကိုအပြင်ကနေကင်မယ်ဒူးကောင်းခြေဖနှောင်တစ်လိုင်းနဲ့လေးထားလေးရှူထုတ်ပြီးရင်ဒူးကောင်းကိုဂျိုင်းဘက်ကိုဆွဲဖိချဒါဆိုရင်တင်မတင်းအားကိုပြေရောစီရယ်ရှူသွင်းထားရှူထုတ်ထားပြီးတော့5ကောင်းနေမယ်တွားရင်ခြေပွားနှစ်ဖက်ကိုပူးမယ်အသက်ရှူမယ်ရှူထုတ်ပြီးဒူးကောင်းတစ်ခေါက်ပြန်ပြီးတော့ခတင်ဘက်စီကိုပြန်ပြီးဖိချတာပြီးဒါခါအတွက်ကောတင်မတင်းအားအတွက်ကောကောင်းနေနော်အသက်ကိုမအောင်မယ်ပုံမှန်ရှူသွင်းမယ်ရှူထုတ်မယ်ယောဂကျင့်စဉ်ကတနေ့ကုန်အလုံးမှာထိုင်လို့ဖြစ်မတက်ရလို့ဖြစ်ညောင်းညာနေရတဲ့သူတွေအတွက်သင့်တော်ပါတယ်ဒီဗီဒီယိုကကိုယ့်အတွက်ကြိုးရှိရဆိုရင်ဗီဒီယိုရဲ့အောက်မှာ bedtime yoga လို့ comment ရေးသွားပါအများကြိုးရှိအောင်လည်းဗီဒီယိုလေးကို share သွားပေးပါဦးကျွန်မ yoga instructor ဒေါက်တာယောဂီပါယောဂသင်တန်းများအတွက် messenger ကနေစုံစမ်းမေးမြန်းနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်ကျေးဇူးတင်ပါတယ် namaste